ပြန်တော့မယ်ဒါယူမပြန်တော့လို့ဒါနဲ့ဆိုလိုက်ပြီးငါနဲ့လိုက်တယ်လေလိုက်တယ်မဟုတ်ဘူးလားလိုက်တယ်လေ ရှက်လိုက်တာ ဘာရှစ်လဲခုမှဘာရှစ်ငါယူတောင်ယူချင်တယ်တငယ်ကုန်စောင့်နေရတာမနေ့9နိုင်နဲ့အခု2နိုင်တော့ထိုးတော့မယ်အခုတည်းမပြည့်တယ်သေးဘူးလား အဲ့လိုမလုံးနဲ့လို့ရှက်တယ်လို့ခဏနေကြလာစတာဟာဝတ်တာတော့ဆိုဝဲကြည့်မယ် မင်းလေးခတဲ့အိတ်တွေကိုလည်းကြည်လိုက်အောင်အများကြီးပဲဆန်ရှယ်အမလည်းပြုံးနဲ့တော်စိတ်ရှည် quality အမြင့်ထဲမှာပါတကယ်ကိုလဲတာအမြင့်ဆုံးပဲတရုတ်ပြည်တွင်းသုံး brand တွေပေါ့နော်ပေါင်နာဒီမှာအယောင်နဲ့ဆက်တာဆိုတော့ discount ချတာပြီးဒီစီးနေရတယ် တော်လေးလေးတိုက်တယ်လို့ဒါလေးလေးလွယ်ကြည့်အောင် တခြားပို့လို့ comment ပေးတာတော့ဒါတော့နော် အဲ့ဒါရင်တဲ ဟာမိမတွေများဗျာကိုယ့်ဘက်ဆောင်မကုန်ဘူးဆိုတိုင်းနဲ့ဝယ်ချင်တော့လားမနေ့ကကြတော့ဗျာဈေးတက်တာမှ quality ကောင်းတာလေးပြပေးဆိုမှလာကြည့်နေမိမလေးကောင်းတဲ့ဟာလေးဝယ်ပါစေကိုကြီးကအိမ်တူးဝင်ငွေချပေးတဲ့ရတဲ့ဘတ်ငွေတွေနဲ့ဝယ်ပေးမယ်လို့ပြောလိုက်ရော quality လေးကောင်းမယ်ဈေးလေးကြီးမယ်ဆိုတဲ့ဟာဖြစ်သွားပြန်မိမတွေအကုန်လုံးအဲ့လိုပဲလားယောက်ျားဘက်ဆောင်ကိုပတ်ဆောင်တော့မထင်တော့ဘူးလားယောက်ျားစီမှာပတ်နေပါလေရှိလို့မရတော့ဘူးလား ဘာအိတ်ဆောက်ချလို့လဲနင်တို့ကရှာပဲရှာရမှာရှာတဲ့အလုပ်ကယောက်ျားတွေရဲ့အလုပ်3ရမှာကျမတို့3ရမှာလေ မတော့ထားရအောင် ဘာအိတ်ဆောက်နေပါလို့လဲ မတော့ထားရအောင် အမအိတ်ဆောက်တော့မပေးတော့ယောက်ျားတွေကပတ်စံပေးကင်ပျက်စီးရသေးလားယောက်ျားတွေရဲ့ပျက်စီးခြင်းအစလည်းပတ်စံပေးကင်တာ လာပြလိုက်ဒါပဲနားမလား ပိန်ချင်းပြင်းနေဒီကျနာမျိုးမှာရှိရခေမာတရီလန်တွေ20နဲ့21ကြာမင်းလန်းပေါ်မှာအော် brand ပဲအိမ်နဲ့ပတ်သက်လိုက်လုံးဝ sensitive လုံးဝအမြင့်လိုက်မှကြိုက်တယ်ဆိုတော့ငါတို့အမျိုးသမီးထုတ်ရေးတယ်လဲဖိရှိရနော်အလေအလတ်လေးပဲဈေးသက်တာပြီးမှ quality လေးကောင်းရပါပြီဆိုလဲဖိရှိရနော်ရတယ် fashion ပဲ9000အောက်ပေါ့ဆိုတဲ့သူလဲဖိရှိရနော်ကျွန်တော်မင်းမပြန်ချင်တော့